ကောင်းမလေးအလုတ်ဆက်ဝင်တဲ့ပထမဆုံးနေ့မှာပဲတထေးမိသားစုရဲ့လှုပ်ဝက်ချက်တစ်ခုကိုကြားသွားခဲ့ပါတယ်တထေးဖြစ်သူကကားမတော်တဆမှုကြောင့်မတန်ဆွမ်းဖြစ်သွားခဲ့တဲ့အတွက်သူ့တို့သမီးလောင်းကသူ့ကိုတစ္ဆာဖောက်သွားခဲ့တာပါကောင်းမလေးကိုတုံ့လုံသွားစေခဲ့တာကတော့အမျိုးသားကသူ့တို့သမီးလောင်းကိုလေထဲပြင်းမြောက်လိုက်ဖို့ကိုရန်တော်တွေကိုအမိန့်ပေးလိုက်တာပါပဲအဲ့ဒီအချိန်မှာပဲကောင်းမလေးရဲ့လိမ္မော်တီးပြုတ်ကျသွားပြီးအမျိုးသားရဲ့ခြေရင်းကိုလှိမ့်သွားခဲ့ပါတယ်ရှက်ရွံ့စွာနဲ့ကောင်းမလေးကသူမဟာအိမ်ပေါ်တစ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူအိမ်ပေါ်မလိုဘူးလို့ပြောပြီးသူမကိုလည်းအပြင်လွှင့်ပစ်ဖို့ကိုရန်တော်တွေကိုအမိန့်ပေးလိုက်ပါတယ်အရေးကြီးတဲ့အချိန်မှာအမျိုးသားရဲ့ညီဖြစ်သူကအချိန်မီရောက်လာပြီးကိုရန်တော်တွေကိုတားဆီးလိုက်ပါတယ်တကယ်တော့အလုတ်ခံဖို့စီစဉ်ခဲ့သူကအမျိုးသားရဲ့ညီဖြစ်နေခဲ့တာပါသူကကောင်းမလေးကိုတခြားဘာကိုမှစိတ်ပူစရာမလိုပဲအမျိုးသားကိုပြုစုစောင့်ရှောက်ဖို့ပဲလိုအပ်ကြောင်းပြောခဲ့ပါတယ်ကမ်းလှမ်းတဲ့လစာကညှင်းဆန်ဖို့အယမ်းမြင့်မားလွန်းတာကြောင့်ကောင်းမလေးကချက်ချင်းသဘောတူလိုက်ပါတယ်မကြခင်မှာပဲညီဖြစ်သူကအစေခံတွေကိုသူမရဲ့အိတ်တွေထားဖို့အခန်းစီလိုက်ပို့ခိုင်းလိုက်ပါတယ်တထေးကတိတ်မကျေနပ်ပဲ3ရက်အတွင်းသူမကိုရှင်းထုတ်ပြစ်မယ်လို့ပြောခဲ့ပါတယ်ကောင်းမလေးအခန်းထဲဝင်သွားတဲ့အခါအခန်းကအယမ်းကျယ်ဝန်းနေတာတွေ့လိုက်ရလို့အံ့ဩသွားပါတယ်အထဲမှာသူမအကြိုက်ဆုံးအယုတ်တွေတောင်ရှိနေပြီးဒီအလုပ်ကပျော်ရွှင်စရာကောင်းမဲ့အလုပ်လို့သူမခံစားလိုက်ရပါတယ်ဒါပေမဲ့သူမကအရင်အိမ်ပေါ်ကိုဘာလို့ထွက်သွားတာလဲလို့မေးလိုက်တဲ့အခါအိမ်ပေါ်ကခီးဆောင်အိတ်ကိုအမြန်ဆွဲပြီးကြောက်လန့်တကြားထွက်ပြေးသွားပါတယ်အမျိုးသားရဲ့ညီကသူမကိုပထမဆုံးတာဝန်ပေးလိုက်ပါတယ်အဲ့ဒါကတော့အမျိုးသားကိုနှိမ့်နယ်ပေးဖို့ပါပဲသူမသူ့ကိုရှာဖို့အောက်ထပ်ကိုချက်ချင်းဆင်းသွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူမကိုတမင်တက်တက်ရှောင်နေခဲ့ပါတယ်သူတို့နှစ်ယောက်အင်ဂျီထဲမှာတူတူပုံနှံကစားသလိုဖြစ်နေခဲ့ပါတယ်အမျိုးသားကကောင်းမလေးလက်ကလွတ်ပြီးလို့ထင်လိုက်ချိန်မှာပဲသူမကတက်လေကားနာမှာအမိဖမ်းလိုက်ပါတယ်သူကထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကောင်းမလေးကသူ့ဝီချဲတဲ့ကဘက်ထရီကိုအမြန်ဖြုတ်လိုက်ပါတယ်တခြားရွေးချယ်စရာမရှိတော့ပဲအမျိုးသားကသူမပြုတ်သမျှနူးရတော့မဲ့အခြေအနေဖြစ်သွားပါတယ်ကောင်းမလေးကသူ့ခြေထောက်ပေါ်ကအမာရွတ်တွေကိုယွန်ရှာလိုက်မယ်လို့မူလကသူထင်ထားခဲ့တာပါဒါပေမဲ့ကောင်းမလေးကမယွန်ရှာတဲ့အပြင်သူ့ခြေထောက်တွေခံစားမှုမရှိတော့တာကြောင့်ဒဏ်ရာတွေကနာကျင်မှုကိုမခံစားရတော့လို့စိတ်သက်သာရသွားတယ်လို့တောင်ပြောပါတယ်ကောင်းမလေးရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါအမျိုးသားကတဖြည်းဖြည်းစတင်စိတ်လျော့လာပါတယ်ဒီအတော်အတွင်းမှာအမျိုးသားရဲ့ညီကအကိုဖြစ်သူနှိမ့်နေတာကိုလက်ခံတာတွေ့လို့ကျဉ်းနေသွားပါတယ်သူကကောင်းမလေးကိုဒေါ်လာ3သိန်းချက်ချင်းစုချလိုက်ပါတယ်ကောင်းမလေးကသူ့ရဲ့ဘဏ်အကောင့်ထဲမှာပတ်စံတွေတိုးလာတာကိုမြင်ပြီးပြုံးလိုက်ပါတယ်ပြီးတော့ညီဖြစ်သူကအမျိုးသားကိုအစာကျွေးဖို့တာဝန်အသစ်ပေးလိုက်ပါတယ်သူမရဲ့ထူးချွန်တဲ့ဟင်းချက်စွမ်းရည်ကိုပြသဖို့မိဖို့ချောင်းထဲကိုချက်ချင်းဝင်သွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကအစားအသောက်နဲ့ပတ်သက်ရင်အရန်ကြီးများလိမ့်မယ်လို့သူမမထင်ထားခဲ့ပါဘူးသူမဘယ်နှပွဲပဲချက်သူကအားလုံးကိုမကျေနပ်ခဲ့ပါဘူးသူမဂယုတစိုက်လုပ်ထားတဲ့စွပ်ပြုတ်ကိုတောင်သူလည်းမကြည့်ခဲ့ပါဘူးသူမချက်တာကြာလုံးလို့ဘိုက်မစားတော့ဘူးဆိုပြီးဝီချဲကိုထိန်းချုပ်ကထွက်သွားခဲ့ပါတယ်ဒါကကောင်းမလေးကိုအရန်ဒေါသထွက်စေခဲ့တာကြောင့်နောက်တနေ့မနက်မှာသူမကမနက်စာတပွဲတည်းပဲတမင်တက်တက်လုပ်လိုက်ပါတယ်အမျိုးသားရဲ့ညီကဒါကိုမြင်ပြီးချက်ချင်းပဲအငမ်းမရစားလိုက်ပါတယ်ပေါင်မုတ်တကိုက်စာပဲကျန်တော့တဲ့အချိန်မှာသူ့အကိုမနက်စာမစားရသေးတာကိုတတိယသွားပါတယ်အမျိုးသားကဒေါသထွက်သွားပြီးဒီနေ့တနေ့လုံးအစာငတ်ခံဆန္ဒပြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ညရောက်တော့ဗိုက်စာတာမခံနိုင်တော့ပဲအမျိုးသားကမိဖို့ချောင်းနဲ့တိတ်တဆိတ်ဝင်ပြီးရေခဲတစ်တာကိုမှွေနောက်ပါတော့တယ်ကောင်းမလေးကဒါကိုကြိုတွက်ပြီးသားမို့လို့ထမင်းကြော်တပွဲကိုရေခဲတစ်တာထဲထည့်ထားပေးပြီးဘယ်လိုနှွေးစားရမလဲဆိုတဲ့ညွှန်ကြားချက်တွေပါရေးထားပေးခဲ့ပါတယ်ပြန်နှွေးပြီးတာနဲ့ဗိုက်စာနေတဲ့အမျိုးသားကထမင်းကြော်ကိုမရက်မနာစားပါတော့တယ်ကောင်းမလေးကသူထမင်းကြော်ခိုးစားနေတာကိုဗီဒီယိုရိုက်ပြီးသူ့ညီစီပို့လိုက်ပါတယ်သူမနောက်ထပ်စုကြီးဒေါ်လာ3သိန်းရရှိခဲ့ပါတယ်အမျိုးသားကနောက်ဆုံးမှာကောင်းမလေးကိုစန့်ကျင်တာရက်လိုက်ပြီးသူပါစားခြင်းလဲဆိုတာတိတိကျကျပြောလာပါတယ်ကောင်းမလေးမနက်စာပြင်ဆင်နေတော့မှပဲမမျှော်လင့်ထားတဲ့ဧည့်သည်တယောက်အိမ်ကိုရောက်လာပါတယ်သူမကဧည့်သည်ကိုအမျိုးသားရဲ့စာကြည့်ခန်းစီခေါ်သွားပေးပေမဲ့အံ့ဩစရာကောင်းတာကသူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်စကားများရန်ဖြစ်ကြပါတယ်အမျိုးသားရဲ့ညီကအခြေအနေကိုကောင်းမလေးစီချက်ချင်းအတိပေးလိုက်ပါတယ်ကောင်းမလေးကစာကြည့်ခန်းတစ်ခါကိုအမြန်ဖွင့်လိုက်ပြီးရန်လိုနေတဲ့ဧည့်သည်ကိုရင်ဆိုင်ဖို့ပြေးဝင်သွားပါတော့တယ်